Horror Boys အားလုံးပဲမင်္ဂလာပါညဘက်ဟိုရောက်နေ7 နာရီ45ရောက်နေပြီ alright and I just finished calling my client ဒီကျွန်တော်ရဲ့မြန်မာပြည်ရောကျွန်တော်ဒီနိုင်ငံခြားလူတွေရော I feel like ကိုစီဝိုင်းကိုလို့တဲ့ချိန်ညရင် you know you just go နားရဲဆိုရင်အချိန်ဆိုကျွန်တော်မရှိဘူးတော်တော်များများအချိန်တွေမှာကျွန်တော်နားရဲအချိန်ဆိုတာဒီမှာဘယ်လိုနားမလဲဘာလို့လဲဆိုတော့ကျွန်တော်မှလှုပ်ရှားအရန်များလုံးအကြည့်လုံးနဲ့ the only way that I can really explain this is like she said doing နဲ့လေကျွန်တော်နေ့စဉ်တိုင်း maintain လုပ်မယ့်အရာတွေလည်းရှိရယ် to be honest like ကျွန်တော်အရန်မတော်သေးဘူးဟုတ်တယ်မလား like I feel like ကျွန်တော်အမြင့်အိမ်မှာအများကြီးစူးစမ်းရအောင်ပဲအဲ့ဒီမျိုး balance လုပ်ဖို့အတွက် because sometimes ကျွန်တော်ကိုယ်ကိုကျွန်တော်ဒါကြီးလုပ်နေတဲ့အချိန်မှာ like I get lost and then ကိုယ်ကို burn out ဖြစ်တယ်လို့ကျွန်တော်ခံစားနေရတယ်များတယ်ဒီမျိုးချိန်တွေမှာ if you're seeing this video like I think I just want to remind you ကျွန်တော်တို့အနားယူကြပါ okay like ကိုစီပွားကို run နေကြတဲ့လူတွေဆိုရင်လည်း or like content creator လုပ်နေရဆိုရင်လည်း feel like အဲ့ passion ကျွန်တော်ပျောက်သွားမယ်ဆိုရင် it's not worth it or just be careful be mindful ကျွန်တော်တို့ခဏကိုကျွန်တော်လှုပ်ချင်တယ်လို့မရအောင်ဆိုတာ that's just my thoughts but I'll see you guys in the next video yeah